ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်မင်းတို့တော်ဝင်တဲ့ကားတီတော့ channel လေးကနေပြီးချရတဲ့ကကားတွေပြန်လေးကြိုဆိုလိုက်ပါတယ်ရှင်မင်းကဒီနေ့ဒီမှာဆိုတော့ဘောနော်ချရတဲ့ကကားတွေကို 18K လက်ကောက်တွေပြပြီးတော့မှာပါရှင်ဝင်လိုက်တဲ့ခါမှာလည်းအရင်ကမှချစ်စရာကောင်းပြီးတော့အရင်ကမှလှတဲ့ဘောနော်ဒီဇိုင်းလေးတွေကဆိုရင်လည်းစက်ဖြတ်လေးတွေကဆက်ဆန်းလေးနဲ့တကယ်မှလှတဲ့ဒီဇိုင်းလေးတွေပဲပြပြီးထားတာပါရှင်မင်းတို့စီမှာလည်းအရင်ကမှရောင်းကောင်းတဲ့ဒီဇိုင်းလေးတွေပဲဖြစ်ပါရဲ့နော်မင်းတို့ရောင်းချပေးနေတဲ့ 18K လေးတွေရဲ့လေရောင်းလေးတွေကဆိုရင်လည်းလေ30ရောင်း15လေးနဲ့ပဲရောင်းချပေးနေတာဖြစ်ပါတယ်ရှင်မမေကပထမဆုံးပြပြီးထားတဲ့လက်ကောက်ဒီဇိုင်းလေးဆိုတော့ကာတီယာအောင်မှာဒါလေးဆိုရင်လေရေလိုင်းပုံစံဒီဇိုင်းလေးဒါလေးဆိုလည်းအရင်ဆမ်းပြီးရမ်းလာပါရဲ့ရှင်ဘရန်စင်လေးဆိုရင်တော့ 2.78 gram လေးရှိပါရဲ့နော်ဒီဇိုင်းလေးဆိုရင်မင်းတို့စီမှာရောင်းရတဲ့ဒီဇိုင်းလေးပါရှင်ရောင်းတာနဲ့ကုန်တဲ့ဒီဇိုင်းလေးမို့လို့မမေရပြပြီးထားတာဖြစ်ပါရဲ့နော်ဒီဒီဇိုင်းလေးဆိုရင်လည်းချစ်စရာကောင်းတဲ့သွေးလေးတွေမှာဝေးရတဲ့သဘောကျတဲ့သူတွေဆိုတော့မမေခုပြထားတဲ့ဒီဇိုင်းလေးရှိပါရှင်18K လေးတွေအရင်လဲမှာတဲ့ကျန်းတဲ့ခဏမို့လို့ထိမိခိုင်းမိတာမျိုးနဲ့လည်းကျိုးရပေးတာမျိုးလည်းမရှိပါဘူးเนาะတကယ်မှအရင်ချစ်စရာကောင်းတဲ့ဒီဇိုင်းလေးဖြစ်ပါရဲ့ရှင်ဒီနောက်ထပ်ပြပေးထားတဲ့ဒီဇိုင်းလေးဆိုရင်လည်းရေလိုင်းလေးကိုမှဒါလေးဆိုရင်တိဆက်ပုံစံဒီဇိုင်းလေးပဲဖြစ်ပါရဲ့เนาะဒီဒီဇိုင်းလေးဆိုလည်းပလဲတင်ကြီးတဲ့ပုံစံလေးကိုမှအရင်ချစ်စရာကောင်းတဲ့ gram စင်လေးဆိုရင်လည်း 3.57 gram လေးရှိပါရဲ့ရှင်ဒီဒီဇိုင်းလေးဆိုရင်မရိုးသောဒီဇိုင်းလေးပါเนาะကာလာလေးဆိုရင်လည်း3 color လေးဖြစ်ပါရဲ့ရှင်ဘယ်လိုမျိုးဒီဇိုင်းလေးတွေပဲဝေးရအောင်မှချက်စရာကောင်းနေစီမဲ့3 color ဒီဇိုင်းလေးပေါ့เนาะတခြားရိုး color လေးတွေဝေးရတာတွေတိတ်ပြီးတော့စိုက်တော့ဆို3 color လေးတည်းယူလို့ရအောင်လို့ပြပေးထားတာဖြစ်ပါရဲ့ရှင်မင်းတို့တက်ပြပေးတဲ့ဒီဇိုင်းလေးဆိုရင်တော့ OCO မှာဒါလေးဆိုလည်းအရင်ချက်စရာကောင်းတဲ့ပုံလုံးချလေးဖြစ်ပါရဲ့ရှင် gram စီလေးဆိုရင်လည်း 4.03 gram လေးပါเนาะဒါလေးဆိုရင်လည်း2 color လေးဖြစ်ပါရဲ့ရှင်အရောင်ရတောက်တိုင်းမချိုင်ဘူးဆိုတော့မင်းခုပြပေးထားတဲ့ပေါ့เนาะ2 color လေးကိုမှယူပါရှင်ဒါလေးဆိုလည်းအရင်ချစ်စရာကောင်းတယ်မင်းတို့စီမှာလည်းအရင်မှရောင်းရတဲ့ဒီဇိုင်းလေးဖြစ်ပါရဲ့ရှင်တခြားချိန်ဒီဇိုင်းလေးရှိနေမင်းတို့ comment လေးမှာလည်းရောက်မှန်ပြီးလို့လည်းရပါရဲ့เนาะမင်းတို့တေချာလေးကြည့်လို့ရအောင်လည်းအနီးကပ်လေးပြပေးထားတာဖြစ်ပါရဲ့ရှင်အရင်မှလှပါရဲ့เนาะမင်းတို့ရဲ့နာဒီဇိုင်းကလေးတွေကိုမင်းတို့ဆန်ရောက်လာစရာမလိုဘဲနဲ့အသေးစိတ်ကြည့်ရှုလို့ရအောင်လို့ဗီဒီယိုလေးနဲ့တစ်ဆက်ပေးနေတာဖြစ်တဲ့အတွက်မင်းတို့ရဲ့ပင်လေးကိုလည်း like follow လုပ်ပေးကြပါအောင်ရှင်ဒါအပြင်ချားချစ်ရတဲ့နာပစ္စည်းလေးရှင်လည်းမင်းတို့ရဲ့ comment လေးမှာလာရောက်မှတ်ခဲ့ပေးပါအောင်နော်မင်းတို့ရဲ့ဗီဒီယိုလေးကိုစဆုံးကြည့်ရှုပေးကြတယ်တူကြောက်စီတိုင်းကိုလည်းမင်းတို့တော်ဝင်ကမိသားစုကနေကျေးဇူးထူးတင်ရှိပါတယ်ရှင်တာယာသောနေ့လေးဖြစ်ပါစေနော်နောက်နေ့လေးတွေမှာလည်းဒီဇိုင်းတလေးထပ်ပြီးပြပေးဦးမှာမလို့မင်းတို့ရဲ့ channel လေးစောင့်ကြည့်ပေးကြပါအောင်ရှင်အားလုံးပဲတက်တာပါရှင်